အခုဒီ pure sine wave inverter ကတ်ကလေးကျွန်တော်စမ်းပြပေးမှုသူက600 watt အပြည့်သုံးလို့ရတဲ့ကတ်ကလေးပေါ့ကတ်အသားနာတော့ကောင်းပါတယ်အခုကျွန်တော်တူတူစမ်းပါပဲ DC ကျွေးပြီးတော့ output ထွက်မထွက်ပေါ့ကျွန်တော်လည်းတစ်ခါမှစမ်းမထားဘူးအဲ့တော့ဒီဥစ္စာလေးကိုကျွန်တော် battery ကိုချိတ်ကြည့်မယ်ချိတ်ကြည့်ပြီးတော့အထွက်တွေကျွန်တော်လိုက်တိုင်းပေးမယ်သူ့ရဲ့သဘောအတိုင်းလေးကျွန်တော်တစ်ချက်ပြောပေါ့ဒီမှာသူကကျွန်တော်တို့ battery ဝင်ဖို့အတွက်အပေါင်းနှုတ် point လေးပေါင်းနှုတ် point ဒီဟာထည့်မယ်နောက်တစ်ခုကကျွန်တော်တကယ်တမ်း push button လေးထည့်ပေးချင်တာ push button ထည့်ပေးနေဒီနေရာမှာကျွန်တော် push button ရှာလို့မတွေ့တော့ဒီဂျိုးနှစ်စကိုပဲပူးပါမှာပေါ့ကျွန်တော်စပြီးတော့ on ပြီဆိုရင်ဒီနေရာမှာ push button လေးထည့်ကြတယ်သို့မဟုတ်ခလုတ်ကလေးထည့်လိုက်လည်းရပါတယ်ဒီကောင် on ထားသမျှဒီကောင် on ထားသမျှကျွန်တော်တို့ဒီ inverter ကစပြီးမောင်းနေမှာပေါ့အဲ့တော့ဒီကနေ12ဖို့တွန်းလိုက်တဲ့ကောင်လေးကဒီထိတ်ကိုသူက12ဖို့ကရောက်နေတာပေါ့12ဖို့ရောက်နေ12ဖို့ရောက်နေတာကနေဒီ12ဖို့ကိုကျွန်တော်ကဒီကောင်ကိုလွှတ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီ power box ကလေး power box ကလေးဆိုတာကဒီ power box ကလေးကို12ဖို့ရောက်တော့ဒီကောင်ကနေမှကျွန်တော်တို့ဘိုးတွေပြန်ခွဲပြီးတော့ဒီကတ်ကနေမှကျွန်တော်တို့ဘိုးတွေပြန်ခွဲလိုက်ပေါ့ပြန်ခွဲပြီးဒီမှာသူက pre drive box ပေါ့ pre drive box ကလေးအဲ့ pre drive box ကိုသူကလှမ်းမောင်းထည့်လိုက်ပေါ့ဒီကနေ power ကျွေးပြီးတော့လှမ်းမောင်းထည့်တယ်လှမ်းမောင်းလိုက်တော့ဒီ drive ကဒီမှာရှိတဲ့ FVT တွေရဲ့gate တွေကိုသူကတချမ်းစီလှမ်းပြီးတော့တွန်းတော့တာပေါ့သူ့ရဲ့ timing နဲ့လှမ်းပြီးတွန်းတော့ဒီ FVT တွေကနေပြီးတော့သူကဟိုဟာဖြစ်သွားတာပေါ့ဒီ coin တို့ရှီကိုသူက pass တွေလှမ်းပြီးပေးတော့ဒီကောင်က AC ပြောင်းသွားရော AC ပြောင်းတဲ့အချိန်မှာဒီကနေတွဲ AC ကိုသူက secondary မှာ coin ဘက်ကြီးအများကြီးမြင့်ထားပုံရတယ် coin ဘက်အများကြီးတော့ဟိုဘက်ကနေ high volt တွေထွက်သွားတယ် high volt တွေထွက်လာတဲ့AC ကိုသူကဒီမှာ diode တွေပြန်ခံပြီးတော့မြင်ရလားမသိဘူး diode တွေပြန်ခံပြီးတော့သူက DC ပြန်ပြောင်းတာအဲ့ဒီ DC ဘိုးကဒီ condenser ဆိုရင်တကယ်တမ်းသူက400ပတ်ချာတယ်လို့ဒီသူကအများကြီးဖြစ်အောင်သူက DC ကိုပြန်ပြောင်းပလိုက်ကောအဲ့ဒီ DC ပြန်ပြောင်းလို့ရတဲ့ DC ဘိုးကြီးကိုမှဘိုးကြီးကိုမှဒီနောက်ဆုံးထွက်မဲ့oscillation cut ပေါ့ oscillation cut အကြီးကိုအဲ့ဒီဘိုးဟိုဟာနဲ့သူကတော့ပြန်တော့ချရမှာပေါ့နော်ဘိုးပြန်ချပြီးသားနဲ့ဒီ oscillation cut ကနေမှဒီထိတ်ဒီဘိုးကြီးကတော့ဒီတချို့တော့ IGBT တွေတုံးကြတာပေါ့ဒီ FET တွေရဲ့သူကဘယ်ကိုရောက်နေမှာဆိုရင်ဟိုဟာပေါ့ကျွန်တော်တို့ drain နဲ့ source နဲ့ဂျားတဲ့ကိုရောက်နေမှာပေါ့နော်အဲ့ဒီတော့အဲ့ဒီအချိန်ကျမှဒီကလော့ကိုသူကလှမ်းပြီးတော့ဒီ drive box ကနေပဲကလော့ကို power တွေလှမ်းခုတ်ထားတယ်တော့ဒီကောင်ကနေမှသူ့ရဲ့ gate တွေကိုလှမ်းတွန်းပြီးတော့သူကတော့220ထားလိုက်အဲ့ဒီကနေမှသူ pass တွေဝင်လာပေါ့ဝင်လာပြီးဒုတိယဒီ main ထုတ်ကိုပြန်ပြီးတော့ secondary မှာသူပြန်လျှော့ပြီးတော့220နဲ့50 Hz ရအောင်သူပြန်ချိန်ပြီးတော့ AC output လှမ်းထုတ်ပြီးတာပေါ့အဲ့တော့ဒီကတ်ကလေးတော့ဒီအလဲကောင်မှာသူကဟိုကပါလိမ့်မယ်အလဲကောင်မှာသူကကတ်ကလေးကို tuning လုပ်လို့ရအောင် preset ကလေးလည်းထည့်ပေးထားတယ်အဲ့မှာကျွန်တော်တို့ frequency မမှန်တာမျိုးတွေဘိုးမမှန်တာမျိုးတွေကိုချိန်လို့ရနိုင်တယ်အဲ့ဒါဆိုရင်ဒါဆိုပုံမှန်တော့ရှင်းတော့ဒီက12ဘိုးလာတယ်ကျွန်တော်ဒီ12ဘိုး on ပေးလိုက် on ပေးရင်ဒီဘိုးကနေဒီကတ်တွေမောင်းကုန်ဒီကတ်တွေမောင်းတယ်ဒီဘက်က drive ကခုတ်ကုန် FED ခုတ်ရင်ဒီ coin တို့ဒီ coin တို့ကနေမှထွက်လာတဲ့ high volt ကို DC ပြန်ပြောင်းပြီးတော့ဒီဘက်က drive ကပြန်ခုတ်လာတဲ့pass တွေကိုဒီကောင်ကနေ AC ပြန်ပြောင်း AC ပြန်ပြောင်းပြီးတော့မှ220 50 Hz ဖြစ်အောင်ထုတ်တယ်အဲ့တော့ frequency ရောကတ်အသားနာရောကတော့အကုန်လုံးကောင်းနိုင်ကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဥစ္စာကိုဟိုစပြီးတော့ပါဝါတွေးပြီးတော့ကြည့်ပါနော်ဒါကအပေါင်းနှုတ်ကလေးတော့လွဲလို့မရဘူးပေါ့နော်အပေါင်းနှုတ်တော့မလွဲအောင်လည်းဒီလိုစိုက်ပြလိုက်အောင်ဒါနှုတ်ပဲချမ်းကျွန်တော်ချိန်လိုက်ပြီအဲ့ဒီတော့ဒီမှာတော့ကျွန်တော်တို့ဒီဘက်ထိပ်ထိကျွန်တော်တွဲဖို့ရောက်သွားပြီပေါ့တွဲဖို့ရောက်သွားပြီဆိုတော့စပြီးတော့စမ်းဖို့ပဲကျန်တော့ပေါ့နော်တွဲဖို့ရောက်သွားပြီဆိုဒီနေရာ post ကလေးကိုနှိပ်လိုက်တာ ਨੇ သူကဒီခုနကပြောလို့ကျွန်တော်ဒီ drive ကလေးလှမ်းခုတ်တာ ਨੇ FED တွေကလော့တွေ on ဟိုပြီပေါ့နော်ဟိုကျွန်တော်ဒါလေးပူးကြည့်မယ် okay အဲ့တော့ကျွန်တော် drive box တွေမီးလင်းလာပြီဆိုတော့ဒီတွဲဖို့လေးကကျွန်တော်ပြောဒီကတ်ကိုလှမ်းနှုတ်လိုက်တာလှမ်းနှုတ်တော့ဒီမှာ power မီးလင်းလာတယ်
ဒီမှာ drive mode မီးလင်းလာတယ် pre drive mode တွေမီးလင်းလာတယ်ပေါ့နော်အကုန်လင်းလာပြီဆိုရင်ဒါဆိုကျွန်တော်ဒီကောင်ကိုပူချီထားတဲ့အတွက်ကျွန်တော် output က220 50 Hz ထွက်နေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်စမ်းကြည့်မယ် AC ပြောင်းလာနော် output ကိုကျွန်တော်အရင်စမ်းကြည့်မယ်မြင်ရမလားမသိမြင်ရမယ်ထင်ပါတယ်နော်ဟိုမှာတော်တော်လေးတော့မှုံတယ်တခြားမီးနဲ့မြင်အောင်ကျွန်တော်ဒီမှာချလိုက်ချ AC အထွက်ကိုကျွန်တော်တိုင်းလိုက်မယ်နော်မြင်ရမယ်ထင်ပါတယ်နော်ဟိုမီးကတော်တော်မှုံနေလို့ဒါကျွန်တော် AC အထွက်ကိုလည်း220နဲ့2ခုနော်အဲ့တော့ frequency ကကျွန်တော်တို့50ထွက်မလားဆိုကျွန်တော် hertz ကိုနှိပ်လိုက်မယ် hertz ဒါ hertz ကို AC hertz ကိုတိုင်းတာပေါ့နော် AC hertz ကိုတိုင်းကြည့်မယ်တော့49.9 hertz အဲ့ဒါဆိုရင် frequency ကလည်း50 frequency ကလည်း50တချို့တွေရဲ့တချို့ပြဿနာလေးတွေကိုကျွန်တော်တစ်ခါတည်းတိုင်းပေးလိုက်မယ်ဘာလဲဆိုတော့ကျွန်တော်တို့ DC ဘို့မှာတဲ့ကျွန်တော်ဒီနေရာ fan ပေါက်ကလေးတွေနောက်မှာပြကျွန်တော်ကတ်ကိုဟိုဟာကျွန်တော်တို့အပူသက်သာအောင်ဆိုပြီးတော့ကျွန်တော်တို့ဟိုဟာလုပ်ပြီးထားတဲ့ fan ပေါက်ကလေးတွေရှိတယ်အဲ့ဒီအပေါက်ကလေးတွေရဲ့အပေါက်နှုတ်ကတဲ့တွဲဖို့ကြော်နေတတ်တယ်လို့ကျွန်တော်ပြောလို့အဲ့ဒါကျွန်တော်လည်းအခုမှစစမ်းပေးရမှာဆိုတခါတည်းတိုင်းပေးလိုက်မယ်ဘိုးကမငြိမ်းနေခဏလေးနော်ဘိုးကဝမ်းဖို့ကြော်မှသူပတ်ပြေးနေနော်โอเคကျွန်တော်ဒီတိုင်းလို့မရနေဘူးဗျမရနေဘူးဆိုတာကျွန်တော်လို့မဆွဲထားအောင်လို့မဆွဲထားရတော့ဒီတိုင်းလို့တော့အဲ့လို1ဖို့2ဖို့ပတ်ချနေမှာပဲသူပြေးမှာ fan ကတော့လေအဲ့ဒီတော့ဟိုတကယ်စပြီးတော့ on ရင်သူက fan 2ချက်3ချက်လဲတာကိုစမ်းရင်တော့ဒီနေရာမှာ post button လေးအပိတ်ဖွင့်လုပ်ပြီးတော့ဟိုဟာလုပ်ရမှာပေါ့အပိတ်ဖွင့်လုပ်ပြီးတော့ဘိုးကိုတိုင်းရမှာအဲ့တော့ဒီနေရာမှာကျွန်တော်တိုင်းပြီးလေဘိုးကပေါ်မှာမဟုတ်ဘူးเนาะအဲ့ဒီတော့ဒီအတွက်ကတော့ကျွန်တော်တွဲဖို့ကိုကျွန်တော်တိုင်းပေးလို့မရဘူးပေါ့နော်စအောင်တဲ့ချိန်ချမှာဒီတွဲဖို့ line ဓာတ်ရိုက်ချိတ်ထားသလားဆိုတော့ကျွန်တော်နောက်ကနေပြန်စစ်ပေးမယ်နော်အဲ့တော့စပြီး on လာနဲ့ကျွန်တော်တို့ဒီမှာ power တစ်ချက်နိုးတယ်အခု output တိုင်းပေးတယ် frequency တိုင်းပေးတယ်ဒီလောက်ဆိုရပါပြီနော်